လူစီကစာတင်ပေးနေတော့ကျောင်းသူတယောက်ကသူ့ရဲ့ရှာကိုထုတ်လိုက်ပြီးတိုက်ခိုက်တော့မဲ့ပုံစံလုပ်လိုက်ပါတယ်ဒါပေမဲ့လူစီလှည့်ကြည့်လိုက်တဲ့အခါမှာတော့တခန်းလုံးကထူးထူးခြားခြားလုံးဝတိတ်ဆိတ်သွားပါတော့တယ်ကျောင်းသူတယောက်ကတော့လူစီကိုချက်ချင်းဒီနေရာကနေထွက်သွားဖို့အချက်ပြပေးမဲ့လူစီကတော့ဒါကိုလစ်လူရှုပြီးကြောက်တင်ပုံမှာစာဆက်ရင်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းသားတွေအားလုံးဟာလေထဲကိုတဖြည်းဖြည်းမြောက်တက်လာပြီးဆရာမဖြစ်တဲ့လူစီစီကိုတရွေ့ရွေ့နီးကပ်လာကြပါတယ်ဒါပေမဲ့လူစီထက်လက်ကြည့်လိုက်တဲ့အခါမှာတော့အရာအားလုံးကပုံမှန်တိုင်းပြန်ဖြစ်နေတာပါပဲဒါကြောင့်လူစီလည်းအရန်ကြောက်လန့်သွားပြီးအိမ်သားထဲမှာချက်ချင်းသွားပုံနေလိုက်ပါတယ်ဒါပေမဲ့အပြင်ပြန်ထွက်ဖို့ကြိုးစားတဲ့အခါတကားကအပြင်ကနေလောက်ခတ်ထားတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်မီးသီးတွေကမိတ်တုံဖြစ်လာပြီးရေပိုက်ကောင်းကနေရေတွေပန်းထွက်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲပိုပြီးထူးဆန်းတဲ့အရာတစ်ခုထပ်ဖြစ်လာတော့တာပါပဲဒီညင်ကွင်းတွေကြောင့်လူစီလည်းထောက်တနေရမှာခွေလေးနေရင်မလုပ်ရဲလောက်အောင်ဖြစ်နေခဲ့ရပါတယ်။အဲ့ဒီလိုနဲ့နောက်တစ်နေ့မှာတော့လူစီဟာမနေ့ကသူမတင်ခဲ့တဲ့အခန်းဖော်ကြီးနဲ့ပတ်သက်ပြီးဆရာမတစ်ယောက်စီကနေအခန်းဖော်ကြီးကတကယ်မရှိဘူးဆိုတာသိလိုက်ရပါတော့တယ်။ဒါပေမဲ့လူစီကတော့ဒါဟာအမှားတစ်ခုခုပဲဖြစ်ရမယ်လို့ယုံကြည်နေပြီးဆရာမကိုအခန်းဖော်ကြီးစီခေါ်သွားခဲ့ပါတယ်။လူစီတို့ရောက်သွားတဲ့အခါမှာတော့စာသင်ခန်းဟောင်းကြီးတစ်ခုကိုပဲတွေ့လိုက်ရပါတယ်။လူစီလည်းအံ့အားသင့်ပြီးကြောင်နေလုံးမှာပဲဖြစ်သွားတဲ့ဌာနမှုတစ်ယောက်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအခန်းဖော်ကြီးမှာမီးလောင်မှုဖြစ်ခဲ့ပြီးကျောင်းသား14ယောက်နဲ့ဆရာ2ယောက်မီးလောင်တိတ်ဆုံးခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီနောက်ပိုင်းဒီအတန်းကမရှိတော့တာကြားပြီးဆိုတာပါပဲ။လူစီလည်းအရန်ကြောက်သွားပေမဲ့ပတ်စံလိုအပ်နေတာကြောင့်ဒီကျောင်းမှာစာဆက်တင်ဖို့ကိုပဲဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့လူစီဟာအတန်းမဆခင်တိုင်းအခန်းနံပါတ်တွေကိုတေချာစစ်ဆေးခဲ့ပေမဲ့သူမတင်ပေးရမယ့်အခန်းတကားတစ်ခုကိုတုံးဖွင့်လိုက်တဲ့အခါမှာတော့အခန်းဖော်ကြီးကကျောင်းသားတွေဟာအထဲမှာရောက်နေပြန်ပါတယ်လူစီလည်းကြောက်လန့်ပြီးပြန်ထွက်ဖို့စူးစမ်းပေမဲ့ကျောင်းသားတစ်ယောက်ကလမ်းပိတ်ထားတာကြောင့်လွတ်လန်းမရှိဘူးလို့ဆိုတာသိလိုက်ရလို့စာကိုဆက်တင်ခဲ့ရပါတယ်ကျောင်းကောင်းကောင်းတီးတာနဲ့ကျောင်းကနေအမြန်ထွက်လာပြီးတရေဖန်းစီသူစီသွားခဲ့ပါတယ်အဲ့ဒီလူကတော့လူစီကိုကိုကာကွယ်ဖို့အတွက်ဓာတ်တစ်ချောင်းပေးလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့လူစီစီကိုလူစိမ်းဖုန်းခေါ်ဆိုမှုတစ်ခုကဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမိတွေကပြန်ပြီးမိတ်တုံဖြစ်လာပြီးဖုန်းထဲကနေဝေဝါးနေတဲ့ပုံရိပ်တစ်ခုထွက်လာခဲ့ပါတယ်လူစီလည်းထိတ်လန့်တကြားနဲ့ဓာတ်ကိုကင်ပြီးဖုန်းကိုချေရွယ်ထိုးလိုက်တဲ့အခါအဲ့ဒီပုံရိပ်ကချက်ချင်းပြတ်ကွယ်သွားပါတော့တယ်နောက်တစ်နေ့မှာတော့အမေဖြစ်သူစီကနေဖုန်းဝင်လာပါတယ်အမေဖြစ်သူပြောတာကအခန်းဖော်ကြီးကတရေတွေရဲ့ချင်းချောက်မှုကိုခံနေရတယ်ဆိုတာပါပဲဒါနဲ့ပဲလူစီဟာကျောင်းကိုအပြေးလွှားသွားကြည့်တဲ့အခါကျောင်းသားတွေကအမေဖြစ်သူကိုကတင်းပေါက်ကနေတွန်းချဖို့လုပ်နေတာပါပဲအဲ့ဒီအချိန်မှာပဲကာရိုဆိုတဲ့တရေကျောင်းသူတယောက်ကလူစီကိုနင်ကတော်တော်သုံးမကြတဲ့ဆရာမပဲလို့အေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်ဒါကြောင့်လူစီလည်းဒေါသထွက်သွားပြီးဓာတ်ကိုဆွဲထုတ်လိုက်တဲ့အခါဓာတ်သွားကနေထွက်လာတဲ့အလင်းတန်းကတရေတွေကိုခဏတာမျက်စိချင်းသွားစီခဲ့ပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့အမေဖြစ်သူဟာအောက်ကိုတွန်းချခံလိုက်ရပြီးတိတ်ဆုံးသွားခဲ့ပါတယ်လူစီလည်းရင်ခွဲမတက်ခံစားလိုက်ရပြီးအယူတယောက်လိုတရေတွေကိုပြန်လဲတိုက်ခိုက်ပါတော့တယ်တရေတချို့ကအတနာခံနေပေမဲ့လူစီဟာဘသူ့ကိုမှမညာလာခဲ့ပါဘူးမကြခင်မှာပဲရဲတွေရောက်ရှိလာပြီးလူစီကိုအခင်းဖြစ်နေရမှတင်ဖမ်းဆီးသွားခဲ့ပါတော့တယ်